တာထဲမှာဆိုတော့ကျွန်တော်တို့ရှန်ဆုံရဲ့အသက်တာကိုတွေ့ရတယ်ရှန်ဆုံကတော့ပြောမယ်ဆိုရင်တော့သူ့ရဲ့အသက်တာကဖခင်ကသူ့ကိုမမွေးခင်ကတည်းကကောင်းချီးပေးတယ်နော်သို့တော်လည်းအံ့ဩစရာကောင်းတာကသူ့ရဲ့အသက်တာမှာဖခင်ကိုဖယ်တဲ့ပြီးမှတခြားအရာကိုရှာတဲ့အခါမှာတဲ့နောက်ဆုံးသူ့ရဲ့အဆုံးသတ်ကမကောင်းဘူးတိုင်းပြည်အတွက်မှာနစ်နာစရာဖြစ်တယ်ဒါကြောင့်ဒီနေ့ကျွန်တော်ရဲ့အသက်တာမှာရှာတာမှန်ဖို့လိုပါတယ်နောက်ကျွန်တော်တို့ရာဇဝင်ချုပ်ဒုတိယဆောင်ခန်းကြီး20မှာဘာအကြောင်းအရာပါတယ်လဲလို့ပြောရင်ကျွန်တော်တို့ယူဒတိုင်းပြည်ရဲ့ဘုရင်တယောက်အကြောင်းကိုကျွန်တော်တွေ့ရတယ်နော်ကျွန်တော်သိတဲ့အတိုင်းပဲယူဒတိုင်းပြည်ကပထမတိုင်းပြည်ကတော့ရှောလုသူ့ရဲ့အချိန်ကာလဖြစ်တဲ့ဗင်ဂျမင်အနွယ်ကမွေးတယ်ပြီးတဲ့အခါမှာသူကပထမအဆုံးအခွင့်ရေးရတယ်တိုင်းပြည်ကိုဥဆောင်မှုဒါပေမဲ့သူ့ရဲ့ခေတ်ကာလမှာအဆုံးသတ်မကောင်းဘူးဘုရားသခင်နဲ့လွဲတဲ့အခါမှာဒီတဲ့အခါမှာဘုရားခင်ကိုယ်တိုင်ရွေးကောက်တဲ့ဒါဝိဒ်ဘုရင်တောင်နဲ့မြောက်ပိုင်းရဲ့တောင်ပိုင်းရဲ့နှစ်ခုပေါင်းပြီးမှအုပ်ချုပ်တဲ့အချိန်ကာလဒါဝိဒ်ဘုရင်အချိန်ကာလကတော့ကျွန်တော်ဣသရေလတိုင်းနိုင်ငံရဲ့ရွှေခေတ်ပေါ့ရွှေခေတ်ကာလဆိုတော့အဲ့ဒါပြီးသွားတဲ့အခါမှာသူ့ရဲ့သားရှောလမုန်မင်းတက်တယ်ရှောလမုန်လည်းရှာတာမှားတာပဲဆိုတော့ပြီးတဲ့အခါမှာတိုင်းပြည်ကနှစ်ချမ်းကွဲတယ်နှစ်ချမ်းကွဲတော့တောင်ပိုင်းကိုယူဒမြောက်ပိုင်းကိုဣသရေလဆိုပြီးမှဆိုတော့ဒီဘုရင်ကတော့ဒီနေ့ပြောမယ့်အကြောင်းအရာကတော့ဘယ်ဘက်ကအကြောင်းလဲဆိုတော့ယူဒတိုင်းပြည်အကြောင်းဖြစ်တယ်ယူဒတိုင်းပြည်မှာမင်းလုပ်တဲ့ယောရှဖတ်ဆိုတဲ့မင်းလက်ထက်အချိန်ကာလဖြစ်တယ်ဆိုတော့ယောရှဖတ်မင်းလက်ထက်အချိန်ကာလမှာဘာဖြစ်တယ်လဲပေါ့ဒီရတော့ယောရှဖတ်မင်းတက်တဲ့အချိန်ကာလသူတို့ကဘာဖြစ်လာလဲလို့ပြောရင်မောဘအာမုန်နဲ့အေဒုံအမျိုးသားတွေပေါင်းလိုက်ပြီးမှယူဒတိုင်းပြည်ကိုစစ်လာတိုက်ဆိုစစ်လာတိုက်တဲ့အခါမှာဘလောက်တောင်အင်အားများလဲဆိုရေတွက်လို့မရနိုင်အောင်ကိုအင်အားများတယ်ဆိုတော့အင်အားကြီးတဲ့ဒီ၃ဖွဲ့ကပေါင်းပြီးမှ၃နိုင်ငံကပေါင်းပြီးမှညွန့်ပေါင်းဖွဲ့ပြီးမှတိုင်းပြည်ကိုယူဒတိုင်းပြည်ကိုဖျက်ဖို့ရန်အတွက်ဖျက်ဆီးဖို့ရန်အတွက်လာတဲ့အခါမှာယောရှဖတ်မင်းကမြင်တဲ့အခါမှာကြောက်တယ်ရှောက်ရင်မကောက်တုံလုတ်တယ်တုံလုတ်တဲ့အခါမှာ तू ဘာလုပ်တယ်လဲဆိုထာဝရဘုရားကိုရှာတယ်တဲ့ဘုရားကိုရှာဖို့ရန်အတွက်ဘုရားခင်စီကိုတွားပြီးမှ तू တယောက်တည်းမဟုတ်ဘူးတဲ့ယူဒတိုင်းပြည်တစ်ခုလုံးကို तू ကကြင်ညာတယ်ယူဒလူတွေအကုန်လုံးထွက်လာခဲ့ဘုရားခင်ရှေ့မှာသူတို့မှတ်တရလျက်အစာရှောင်ရအချိန်ကိုကြော်ညာပြီးမှဘုရားခင်ရှေ့မှာအစာရှောင်ဆုတောင်းကြတယ်ဆိုတော့အဲ့ဒီမှာကျွန်တော်တို့ဘာတွေ့ရတယ်လဲဆိုသူတို့ရဲ့အသက်တာကခက်ခဲတဲ့အချိန်မှာပင်ပန်းတဲ့အချိန်မှာကြောက်တဲ့အခါမှာစိုးရိမ်တဲ့အခါမှာဖယားစီကိုတွားပြီးမှဖယားကိုရှာတဲ့အခါမှာဖယားခင်စီကဘာလာလဲဆိုတော့ဂရိတော်နဲ့အာမခံချက်လာတယ်ဘုရားခင်ကဘာပြောလဲဆိုတော့သူတို့ကိုအာမခံချက်ပေးတယ်သူတို့တွားတဲ့အခါမှာဘုရားခင်ကဘာလုပ်လဲဘုရားခင်ကဘယ်လိုမျိုးလုပ်နိုင်တယ်လဲဘုရားခင်ကဘယ်လိုဘုရားမျိုးဖြစ်တယ်လဲလို့သူတို့ကိုယ်တိုင်သိပြီးမှသူတို့မတတ်နိုင်ကြောင်းကိုဝန်ခံပြီးဘုရားခင်စီတွားတဲ့အခါမှာဘုရားခင်ကသူတို့ဘာပြောလဲဆိုတော့စိတ်မပြန့်နဲ့တဲ့မကြောက်နဲ့အဲ့ဒီစစ်မှုကမင်းတို့ကိစ္စမဟုတ်ဘူးတဲ့ငါရဲ့တာဝန်ဖြစ်တယ်တဲ့ငါတာဝန်ယူထားတာဖြစ်တယ်ဒါကြောင့်မလို့မစိုးရင်နဲ့မကြောက်နဲ့သွားတဲ့စစ်တပ်ရကာလမှာသွားပါတဲ့ဒါပေမဲ့သွားတဲ့အခါမှာဘာလုပ်အောင်လဲဆိုတော့ငါဘယ်လိုလုပ်တယ်လဲဆိုတာပဲကြည့်ပါငါတာဝန်ယူထားတယ်ယနေ့ကြည့်ပါငါတာဝန်ယူထားတယ်သွားတဲ့အခါမှာတကယ်ပဲယူဒလူမျိုးတွေဘာလုပ်တယ်လဲလို့ပြောရင်သွားတဲ့အခါမှာအတူတကွသူတို့တွေကစစ်ချီသွားပြီမဲ့စစ်တိုက်ဖို့မဟုတ်ဘူးတဲ့တချင်းဆိုချီးမွမ်းတဲ့အခါမှာတဲ့ဖယားခင်လက်တော်လှုပ်ရှားတဲ့အခါမှာခုနကလာတဲ့အာမုန်မောဘစီယာတောင်တာအေဒုံအမျိုးတွေကအချင်းချင်းတိုက်တဲ့အခါမှာတဲ့အံ့ဩစရာကောင်းတယ်တယောက်တောင်မကြံဘူးတဲ့မြေပေါ်မှာလဲပြီးအသေးကောင်ဖြစ်တယ်ဖြစ်အောင်လည်းမကောက်ဘူးတဲ့သူတို့ရှိမှပါလာတဲ့ရွှေငွေပစ္စည်းဥစ္စာသူတို့ရဲ့ပိုင်ဆိုင်တဲ့ຢာအားလုံးကိုတဲ့ယူဒလူမျိုးတွေကသိမ့်တဲ့အခါမှာ3ရက်တောင်ကြာတယ်သိမ့်ရတယ်ဆိုတော့ပြီးတဲ့အခါမှာတဲ့သူတို့တွေကဘာရကဆိုတဲ့ဂျိုက်မှာဒီနေ့ဖယားခင်ကိုချီးမွမ်းကြတယ်ဖယားခင်ကဒီနေ့သူတို့တွေကအဲ့လိုလှုပ်ပေးတဲ့အကြောင်းအရာကိုဖယားခင်ရဲ့ဘုံကြီးခြင်းကိုတခြားသောတိုင်းနိုင်ငံတွေကြားတဲ့အခါမှာအားသင့်တယ်ကြောက်ကြတယ်စိုးရိမ်ကြတယ်ဟာသူတို့ဘက်မှာတော့ကြီးမားတဲ့ဖယားရှိတယ်ဖယားခင်ကသူတို့ကိုကူမတယ်ဖယားကသူတို့ဘက်မှာဆိုပြီးမှနောက်ထပ်သူတို့ကိုအနှောက်အယှက်မပြုတ်ရဲလောက်အောင်သူတို့ရဲ့တိုင်းပြည်က
တာယာဝပြောတဲ့တိုင်းနိုင်ငံဖြစ်ရတယ်ဆိုတော့ဒီအကြောင်းအရာအဖြစ်ပြက်ထဲမှာကျွန်တော်တို့သင်ယူရမယ့်အကြောင်းအရာတွေအများကြီးရှိပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့ဘဝအသက်တာမှာကျွန်တော်တို့ကိုကြောက်ရင်ကျွန်တော်တို့ကိုခက်ခဲရင်ကျွန်တော်တို့ကိုပြဿနာရှိရင်ကျွန်တော်တို့ကိုဒုက္ခရောက်ရင်ဘယ်သွားတယ်လဲပေါ့ကျွန်တော်မေးရမှာဒီနေ့ကျွန်တော်လူတွေကတော့ဒုက္ခရောက်ရင်နော်တတ်နိုင်တဲ့လူစီသွားတယ်ဒုက္ခရောက်ရင်ပြဿနာဖြစ်ရင်ကျွန်တော်တို့ကြောက်ရင်ကျွန်တော်တို့ကိုလှုပ်ပေးနိုင်တဲ့လူတွေကိုရှာတယ်ဒါကျွန်တော်လူရဲ့သဘောတဘာဝနော်တော်တော်များများမှာတွေ့ရတယ်ဆိုတော့ဒီနေ့ခက်ခဲလာပြီးပင်ပန်းလာပြီးကျွန်တော်တို့မတတ်နိုင်တော့ဘူးလို့ထင်တဲ့အချိန်မှာဒီနေ့ဖျားစီသွားဖို့ထက်ကျွန်တော်တို့ကလူတွေကိုအားကိုးလေးရှိတယ်ကျွန်တော်မှတ်မိပေးသေးတယ်ကျွန်တော်ရဲ့သမီးငယ်ငယ်တုန်းကနော်ဒီလပိုင်းအရွယ်မှာကျက်ဥသူ့အမေကကျက်ဥကျွေးတဲ့အခါမှာကျက်ဥ allergy ဖြစ်တော့တကိုယ်လုံးအပြင်လဲနီအထဲလဲနီဆိုတော့အဲ့ဒါနဲ့ကျွန်တော်တို့ကချစ်ချင်းပဲကြောက်အားလန့်အားနဲ့ဆေးရုံပြေးတယ်ပြီးမှသတိရတယ်လမ်းကြမှာအော်ငါတို့ကစုတောင်းရမယ်အစားဖယားကိုအရင်အပ်ရမယ်စားဘယ်ကိုအရင်ပြေးတယ်ဆရာဝန်စီအရင်ပြေးတယ်ဘာကြောင့်လဲဆရာဝန်တတ်နိုင်တယ်လို့ထင်လို့ပေါ့ဆရာဝန်ကလှုပ်ပေးနိုင်တယ်လို့ကျွန်တော်ယုံတော့ကြောင့်ဘုရုရှိရင်ပြေးလဲဆိုတော့ဆရာဝန်ရှိလမ်းကြမှာသတိရတယ်ဟာမဟုတ်သေးဘူးငါတို့တော့ဖယားတဲ့ဆရာဝန်ကိုပို့ပြီးမှအားကိုးသလားဒီဆရာဝန်ကုတာတော့ဟုတ်ပါတယ်ဒါပေမဲ့အရင်ဆုံးဘုရုရှိသွားဖို့လိုတာလေဖယားမျက်နာရှာဖို့လိုတာဒီကျွန်တော်ရဲ့ဘဝအသက်တာမှာဒါကြောင့်မလို့သတိရဖို့ကခက်ခဲလာရင်ပင်ပန်းလာရင်ဆင်းရဲလာရင်ဒုက္ခတွေ့လာရင်ကျွန်တော်တို့စိုးရိမ်စရာအခြေအနေမှာရှာတာမမားဖို့လိုပါလေဒီနေ့ရှာတာမှားရင်ပြဿနာများလိမ့်မယ်ဒီနေ့ရှာတာမှားရင်ကိုယ့်မတကူရှင်းရလိမ့်မယ်ကျွန်တော်ရဲ့တကယ်ချင်းတယောက်အိမ်အောင်ပြုတဲ့အခါမှာသူပြောရခဏနေအောင်ပြင်ဆင်အောင်လောက်အောင်မရအောင်ကိစ္စမရှိဘူးပတ်စံတွေချီးပြီးမှအချီးကျယ်လောက်တာနော်သူ့ရဲ့မင်္ဂလာဆောင်လဲအချီးကျယ်လောက်တယ်ကျွန်တော်တို့တားတယ်မရအောင်မရတဲ့ကိစ္စမရှိဘူးတဲ့အားလုံမယ်လုံနိုင်တယ်ကျွန်တော်တို့ပြန်ကြည့်တဲ့အခါမှာသူ့ကလေးတွေကကြီးုံနေမကောက်လူပြိုပေါက်တော့မယ်အခုချိန်ထိမင်္ဂလာဆောင်ကျွေးမကြည့်ဘူးကျွန်တော်တို့ထင်တာကကျွန်တော်တို့စိတ်ကူးနဲ့ကျွန်တော်တို့လှုပ်လို့ရတယ်လို့ဟိုဟာကတတ်နိုင်တယ်ဒီဟာတတ်နိုင်တယ်ဒီဟာကလှုပ်နိုင်တယ်လို့ထင်တဲ့အရာတွေကကျွန်တော်တို့ကိုယ့်မကိုရှင်းရမယ်ဒါပေမဲ့ဖယားခင်စီသွားရင်ဘယ်လိုရှင်းမလဲဖယားရှင်းမယ်ဒါမှကိုယ့်မနဲ့ကိုလှုပ်ရင်ကိုယ့်မနဲ့ကိုရှင်းရမယ်ကျွန်တော်တို့ဘဝမှာကိုယ့်မကိုတောင်းဝင်ယူရမယ်ဒါဖယားခင်စီကိုသွားရင်သိချတယ်ဖယားခင်ကဘာလုပ်ပေးမလဲတာဝန်ယူမဲ့ဖယားဖြစ်တယ်ဒါမှမဟုတ်ကျွန်တော်တို့ဘဝအသက်တာမှာအရေးကြီးတယ်ရှာတာမမားစီတယ်ယနေ့ရှာတာမှားရင်ပြဿနာရှိယနေ့အရာအလုံးကိုတတ်ဆန်းနိုင်တဲ့နော်ယောရှဖတ်မင်းကသူသိတယ်သူ့ရဲ့ဘဝအသက်တာမှာသူကိုးကွယ်တဲ့ဘုရားဒီအရာအလုံးကိုတတ်နိုင်တယ်အရာအလုံးကိုလှုပ်ပေးနိုင်တယ်ဆိုတာယုံတော့ကြောင့်ယနေ့ဘုရားစီကိုသွားတဲ့အခါမှာဘုရားခင်ရဲ့လက်တော်ကိုမြင်ရတယ်ဒါမှမဟုတ်ကျွန်တော်ရှာတာမမားဖို့လိုတယ်ရှာတာမှားရင်ကိုယ့်မကိုရှင်းရလိမ့်မယ်ဟောတက်လုံးရှင်းလို့မရတာလည်းဖြစ်နိုင်တယ်ဒါပေမဲ့သိချတယ်ရှာတာမှန်ရင်ဘုရားကိုရှာတာမှန်ရင်ဘုရားခင်တာဝန်ယူပေးလိမ့်မယ်ဒုတိယတစ်ချက်ဒီမှာကြည့်တဲ့အခါမှာနော်ဒီမှာကျွန်တော်ဖတ်တဲ့အခါမှာဗာတွေ့ရတယ်လဲဆိုတော့အငယ်9မှာဆိုယောရှဖတ်ဒီဗိမာန်တော်တိုင်းတစ်ရှိယူဒာပြည်ယေရုရှလင်မြို့သားစီဝေးရာပြိတ္တအလင်မှာရက်ရက်ဘိုးဘေးတို့ဤဘုရားခင်ထာဝရဘုရားကိုတော်ဒီကောင်းကင်ဘုံဤအရှင်သခင်ဖြစ်တော်မူသည်မဟုတ်လောတပါးမျိုးသားနေရာတိုင်းတိုင်းနိုင်ငံရှိသည်များကိုအစိုးရတော်မူသည်မဟုတ်လောအပေသူမြမစီတားနိုင်အောင်ခွန်အားကြီးတော်တကိုးကြီးတော်မူသည်မဟုတ်လောဤပြည်နာနေပုတော်သူတို့ကိုကိုတော်ဤလူဣသရေလလူမျိုးရှိမှနင်ထုတ်၍ကိုရောအဆွေအာဗြဟံသားမြေတို့အားဤပြည်ကိုအစဉ်ပေးတော်မူသောကျွန်ုပ်တို့ဘုရားခင်ဖြစ်တော်မူသည်မဟုတ်လောအောက်မှာစက်ပိုင်ကိုမှာကျွန်ုပ်တို့အပေါ်မှာဓာပေးဒဏ်ခတ်ခြင်းပေးကာလနာပေးမွတ်သိပ်ခြင်းပေးတစုံတစ်ခုရောက်၍နာမတော်ဖြင့်သမုတ်တော်ဤအိမ်တော်အထံတော်တို့ကျွန်ုပ်တို့သည်ချင်းကပ်၍ဆင်းရဲဒုက္ခကြောင့်အော်ဟစ်ကြတော့ကနားထောင်၍ကယ်မတော်မူပါဟုရှောက်ထားကြပါပြီယောရှဖတ်နဲ့သူ့ရဲ့လူတွေကအစာရှောင်ခြင်းကြီးညာတယ်ပြီးတဲ့ကောင်ဘုရားခင်ရှေ့ကိုဝင်ပြီးဘုရားမျက်နာရှာတဲ့အခါမှာသူတို့ဘာပြောတယ်လဲပေါ့သူတို့ကိုးကွယ်တဲ့ဘုရားဘာတူလဲဆိုတာသူတို့သိတယ်သူတို့ကိုးကွယ်တဲ့ဘုရားဘာလုပ်ပေးတယ်လဲဆိုတာသိတယ်သူတို့ကိုးကွယ်တဲ့ဘုရားဘာလုပ်နိုင်တယ်လဲဆိုတာလည်းသိတယ်ဒါကြောင့်လို့ဘုရားခင်ရှေ့ကိုရောက်တဲ့အခါမှာသူတို့ပြောတဲ့အရာကဒီဘုရားခင်ကားတဲ့ကောင်းကင်ဘုံရဲ့အရှင်မဟုတ်ဘူးလားတဲ့ကိုလိုကကောင်းကင်ဘုံရဲ့အရှင်ပြောချင်တာကစัจ java မိုးမြေစလုံးစုံတို့ကို
အုပ်ဆိုးပိုင်သောအရှင်ပဲနေရာလေးတစ်ခုတိုင်းနိုင်ငံတစ်ခုလူမျိုးတစ်ခုကိုမဟုတ်ဘူးတဲ့ဒီနေ့စัจ java တစ်ခုလုံးကောင်းကင်ဘုရားအရှင်ရဲ့ဖျားဖြစ်တယ်ဆိုတာကိုသိတယ်ဒီနေ့ကျွန်တော်တို့ကိုသိသလားပေါ့ကျွန်တော်တို့ကိုးကွယ်တဲ့ဖျားကဘယ်လိုဖျားလဲကျွန်တော်တို့လူမျိုးလေးအတွက်ပဲလားကျွန်တော်တို့တိုင်းနိုင်ငံလေးတစ်ခုအတွက်ပဲလားကျွန်တော်တို့ရဲ့နေရာဒေသတစ်ခုကျွန်တော်တို့ရဲ့မိဖို့ကြောင့်အတွက်ပဲလားမဟုတ်ပါဘူးဒီနေ့ကျွန်တော်ကိုးကွယ်တဲ့ဘုရားကြီးကောင်းကင်ဘုရားရှင်ထာဝရဘုရားဖြစ်တယ်အရာအားလုံးကိုစီရင်အုပ်စိုးပိုင်သောဘုရားဖြစ်တယ်တဲ့ဒါတွေမကဘူးပါပြောလေဒီနေ့အဘယ်သူမျှမစီးတားနိုင်အောင်ခွန်အားကြီးတယ်ဘုရားကိုဘယ်သူစီးတားလို့ရတယ်လဲပေါ့ဘုရားကိုဘယ်သူမှစီးတားလို့ရတဲ့လူမျိုးလည်းမရှိခဲ့ဘူးတိုင်းနိုင်ငံလည်းမရှိခဲ့ဘူးတမိုင်းမှာလည်းမရှိခဲ့ဘူးဒီနေ့ဘုရားခင်ကိုစီးတားလို့မရဘူးဘုရားခင်ကိုစန့်ကျင်လို့တောင်မရဘူးဘုရားခင်ကိုမထီးမဲ့မြင်ပြုခြင်းလဲလုံးလို့မရဘူးကျွန်တော်တို့1900နဲ့94တာကျွန်တော်မမှတ်မိတော့ဒီဥစ္စာတော့ကျွန်တော်တို့အင်မတန်မှနာမည်ကြီးတဲ့ Titanic တင်ပေါ့နော်ကျွန်တော် Titanic တင်ပေါ့နှစ်တဲ့အကြောင်းရုပ်ရှင်ကားလည်းအများကြီးထွက်တယ်1994ထင်နော်ကျွန်တော်အဲ့ဒီတုန်းက Titanic တင်ပေါ့ကိုတိဆောက်တဲ့ engineer နဲ့ captain ကဘာပြောတယ်ဆိုတော့ဒီတင်ပေါ့ကားတဲ့ဖျားဖြိုင်တော့မဖြစ်ဘူးလို့ပြောတာအဲ့လောက်အာမခံတယ်အဲ့ဒီအခါတုန်းကအခိုင်ခန့်ဆုံးတဲ့နော်တိဆောက်တဲ့အခါမှာနှစ်ပေါင်းများစွာကြာရှည်အောင်သူတို့ဒီဇိုင်းဆွဲပြီးမှတေးသေးချာချာစနစ်တကျသူ့တေသနာလုပ်ပြီးမှစောက်တဲ့သင်္ဘောဖြစ်တယ်နော်ပင်လယ်ကူးအပျော်ခီးသင်္ဘောဖြစ်တယ်ဆိုတော့အဲ့သင်္ဘောပေါ်မှာဆိုတော့ပြောမယ်ဆိုတော့အာကစားကွင်းတွေပါတယ်ကာဇက်ခုံတွေပါတယ်ပြီးတဲ့အခါမှာရေကူးကနေမှဆိုင်အဆင့်တေချာလုပ်ထားတာဘလို့မှမနစ်မြုပ်နိုင်ဘူးလို့သူတို့ယုံကြည်တယ်နော်ဒီလိုလဲအာမခံတယ်ဒါပထမအဆုံးခီးစဉ်ပဲအင်္ဂလန်ကနေအမေရိကန်သွားတယ်ပထမအဆုံးခီးစဉ်မှာပဲဘာဖြစ်လဲရေခဲတောင်နဲ့တိုက်ပြီးမှရေအောက်ရောက်တော့သူတို့ထင်ခဲ့တာကထီအရာကဖျားမြုပ်ရင်တော့မှဖျားနှစ်ကိုင်းရင်တော့မနစ်ဘူးလို့သူတို့ယုံတာလေပထမအဆုံးခီးစဉ်မှာဘာဖြစ်လဲရေအောက်ရောက်တယ်ဒီနေ့ဖျားခင်ကိုစီးတားနိုင်တဲ့လူမရှိပါဘူးဖျားခင်ကိုစန့်ကျင်နိုင်တဲ့လူလည်းမရှိဖျားခင်ကကြီးမြတ်တဲ့တကိုးကြီးတော်မူသောဖျားဖြစ်တယ်ဣသရေလလူမျိုးတွေကိုပြောတယ်အဲ့ဒီနေရာကတဲ့တခြားလူတဲ့နေရာတွေကိုဖယ်ပြီးမှတဲ့ဣသရေလလူမျိုးကိုလည်းပေးနိုင်တဲ့နေရာဖြစ်တယ်။နော်ဖခင်ကနော်တခြားသောသူတွေနေတဲ့နေရာကိုလည်းဖယ်ပြီးမှသူ့လူမျိုးတွေကိုပေးပိုင်တဲ့ဖခင်ဖြစ်တယ်တဲ့။ဒါမှဘယ်သူမှစီးတားလို့မရဘူး။ तू ကပေးပိုင်တဲ့လူကိုပေးခြင်းတဲ့လူကိုပေးပိုင်တဲ့ဖခင်ဖြစ်တယ်တဲ့။နော်သူတို့အပေါ်မှာကာလနာပေးတွေဒုက္ခဆင်းရဲခြင်းပေးတွေဘယ်လိုမျိုးဖြစ်နေပါစေတဲ့ဘုရားခင်ကကယ်မတယ်မဟုတ်ဘူးလားဒါလို့ကျွန်တော်တို့ရဲ့အသက်တာမှာတော့ဘာနားလဲဖို့လဲဆိုကျွန်တော်တို့ကိုးကွယ်တဲ့ဘုရားဒီဘယ်လိုဘုရားလဲကျွန်တော်ကိုးကွယ်တဲ့ဘုရားဒီဘာတွေလုပ်ပေးနိုင်တာလဲကျွန်တော်ကိုးကွယ်တဲ့ဘုရားဘလောက်တတ်နိုင်တယ်လဲဆိုတာကိုကျွန်တော်အမြဲတမ်းယုံကြည်နေဖို့လိုပါတယ်တခါလေကျွန်တော်တို့ခရိယန်တွေကကျွန်တော်ကိုးကွယ်တဲ့ဘုရားကိုအထင်သေးတယ်ဘုရားခင်လုံနိုင်မှာမလားလူကိုပိုအထင်ကြီးတယ်အချင်းတွေကိုပိုအထင်ကြီးတယ်အဲ့ဒီຢာတွေတဲ့ဒီနေ့တတ်နိုင်တဲ့ဖရားလုံနိုင်တဲ့ဖရားကအံ့ဩပွေအရာအလုံးတတ်နိုင်တယ်ဆိုတဲ့ဖရားပေါ်မှာကျွန်တော်တို့ပို့ပြီးမှယုံကြည်ကိုးစားဖို့လိုပါတယ်နောက်တစ်ချက်ကတော့ဗာပြောတယ်လဲဆိုဒီအောက်မှာဆက်ကြည့်တဲ့အခါမှာအငယ်7နှစ်မှာအိုးကျွန်ုပ်တို့ဤဖရားခင်သူတို့ကိုမစီရင်ပဲနေတော်မူပြီလို့ကျွန်ုပ်တို့ကိုတိုက်အံ့သောငါလာတော့ဤအလုံးအရင်ကြီးကိုကျွန်ုပ်တို့ဒီစီးတားခြင်းကမတတ်နိုင်ပါတဲ့အဘယ်သို့ပြုရမည်ကိုမသိပါကိုတော်ကိုသာမျှော်ကြည့်လျက်နေကြပါသည်ဟုဆုတောင်း၍ယူဒလူအပေါင်းတို့သည်တာမယာသူငယ်နှင့်တကွထာဝရဘုရားရှိတော်၌ရပ်နေကြ၏ဒီကျွန်တော်တို့လုံနိုင်တာရိုးရိုးလေးပဲယောရှဖတ်နဲ့သူ့ရဲ့လူတွေကလုံနိုင်တာရိုးရိုးလေးပဲဘာပဲလဲကျွန်တော်တို့မတတ်နိုင်ဘူးဘာလုပ်ရမလဲဆိုတာလဲမသိဘူးတဲ့ကိုရောကိုပဲမျှော်ကြည့်ပါတယ်သူတို့လုပ်တဲ့အလုပ်ကဒီနေ့ကျွန်တော်တို့တတ်နိုင်တယ်လို့ထင်သေးရင်ဖျားပါဖို့ခက်ပါတယ်ကျွန်တော်ကိုလုံနိုင်တယ်လို့ထင်ရင်ဖျားလုပ်ပေးဖို့ခက်တယ်ဒီနေ့ကျွန်တော်တို့ကကို0လုပ်လိုက်ရင်တော့ကျွန်တော်တို့မတတ်နိုင်တော့ဘူးတော့ကျွန်တော်တို့ဘလို့မှမလုပ်နိုင်တော့နီလန်လည်းမရှိတော့ဘူးလို့ယုံကြည်လက်ဘုရားခင်ရှေ့ကိုဝင်ရင်ဘုရားခင်ကိုမျှော်ကြည့်ရင်ဘုရားခင်ကိုအားကိုးရင်ဘာလို့လုပ်မလဲဖျားလုပ်မယ်